တိရှိယေရှုကြွလာပြီကဘာလောကသားဝမ်းမြောက်စေဖို့တပါးတဲ့တော့တော်စွန်းတော်မူတည်တိုင်းအဲ့လောက်တော့ချရလာမောင်သူတွေကအလင်းပေးဖို့စင်ကြွခဲ့သူဆိုညချင်များတဲ့ကတွေ့တော်နဲ့ရွေးဝဲသူသူကတဲ့လင်းရှေးကဦးဆောင်တဲ့ပြင်းမကဲချူသူဝမ်းမြင်တော့ကဲတရှိယေရှုလွန်မြောက်ခြင်းလေးဆုံးတိုင်းဆိုစံတဲ့ကြည်မြတ်တာရတိတိုင်းဝမ်းမြင်တော့ကဲတရှိယေရှုချီးမွမ်းနေမယ်ယေရှုကြွလာပြီ